မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားဆိုရင်ဂျဝဟလာနေရူအမတ်တရအောက်မေ့ပွဲအခမ်းအနားမှာမိန့်ခွန်းလာပြောကြားမှာဖြစ်ပါတယ်ဒီခီးစဉ်နဲ့အတူပဲ1960 63ခုနှစ်ကကျောင်းတက်ခဲ့တဲ့ Leadership College ကိုသူလာရောက်လည်ပတ်မှာဖြစ်ပါတယ်သူလာရောက်လည်ပတ်မှာနဲ့ပတ်သက်ပြီးတော့လက်ရှိသူနဲ့အတူကျောင်းတက်ခဲ့တဲ့ကျောင်းသူဟောင်းတွေလက်ရှိပညာသင်ကြားနေဆဲဖြစ်တဲ့မျိုးဆက်သစ်ကျောင်းသူလေးတွေကိုဒေါ်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ခံစားချက်တွေကိုမေးမြန်းဖို့ကျွန်တော်ခု Leadership College ကိုဝင်มาတော့မယ်ဒေရီရှရီယန်ကောလိပ်ဟာဒေလီတက္ကသိုလ်ရဲ့ဌာနခွဲတစ်ခုဖြစ်ပြီးအမျိုးသမီးတွေအတွက်တည်တံ့ဖွင့်လှစ်ထားတဲ့ကောလိပ်တစ်ခုဖြစ်ပါတယ်။ဘွဲ့ကြိုနဲ့ဘွဲ့လွန်အစည်းမြင့်ပညာရပ်တွေကိုသင်ယူနိုင်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်အနေနဲ့သူငယ်စဉ်ကပညာသင်ယူခဲ့တဲ့လေဒီရှရီယန်ကောလိပ်ကိုအခုလိုလဲပတ်လာရောက်မှာနဲ့ပတ်သက်ပြီးကောလိပ်ရဲ့ကျောင်းအုပ်ကြီးဖြစ်တဲ့ဒေါက်တာမီနက်ရှိဂိုဘီနတ်ကိုတွေ့ဆုံမေးမြန်းခဲ့ပါတယ် This has been a dream for me. If I'm able to meet her this time, it will be the fulfillment of several years of waiting and expectation. ကျမအတွက်တော့အိမ်မက်မဲ့နေတယ်လို့ပါပဲသူ့ကိုတွေ့ရတော့မယ်ဆိုတော့နှစ်ပေါင်းများစွာစောင့်မျှော်ခဲ့ရပြီးမျှော်လင့်ခဲ့ရတဲ့ဆန္ဒတွေပြေဝသွားတယ်လို့ပြောရမှာပါပဲကျမတို့ကိုယ်တိုင်လေးလာတွေ့ရှိချက်အရာကဒေါ်အောင်ဆန်းစုကြည်ဟာစိတ်သက်အမြင့်မြတ်ဆုံးနဲ့စွမ်းရည်အရှိဆုံးသူလို့သတ်မှတ်ရမယ်တကယ်စံပြပုဂ္ဂိုလ်တစ်ယောက်ပါ Huge understatement. I can't find words adequate to share with you. ကျမတို့ဟာသူဒီကိုလာမယ်ဆိုတော့အရန်ကိုစိတ်လှုပ်ရှားနေရပါတယ်သူ့ကိုတကယ်တွေ့ကျင်လို့စိတ်ကူးတွေရင်နေရတာပြန်ပြောပြဖို့အတွက်စကလုံးတောင်ရှာမရတော့ပါဘူး She became a global icon. သူဟာကျမတို့ကြည်ညိုလေးစားရတဲ့စံပြပုဂ္ဂိုလ်တူဖြစ်ပါတယ်သူ့ကိုတကမ္ဘာလုံးကမသိရှိခင်အချိန်ကတည်းကကျမတို့ကသူ့ကိုကြည်ညိုလေးစားနေပြီးသားပါ ။ကျောင်းအုပ်ကြီးဒေါက်တာမီနက်ရှိဂိုဘီနတ်ကတစ်ချိန်တုန်းကသူသိခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်အကြောင်းကိုလည်းခုလိုပြန်ပြောင်းပြောပြပါတယ် Were far more mature than those of her classmates and her compatriots. သူဒီကျောင်းမှာရှိတဲ့အချိန်တုန်းကကျမဒီကျောင်းမှာမတက်သေးပါဘူးကျမဒီကျောင်းကိုမရောက်ခင်အစောပိုင်းနှစ်တွေတည်းကသူကရောက်နေပြီးသားပါသူဟာပြဆက်တွေကိုအရန်စိတ်ဝင်စားတယ်ဆိုတာကိုကျမသိထားပါတယ်စာလေးရေးတယ်လို့သူ့တန်းဖော်တွေကကျမကိုပြောပြကြပါတယ်သူဟာတခြားတန်းဖော်တွေထက်နေပုံထိုင်ပုံဘာသာစကားအတွေးခေါ်ရအများကြီးပိုပြီးရင့်ကျက်သူဖြစ်တယ်လို့သိရပါတယ်သူဒီကိုလာလဲမယ်ဆိုရင်တော့မိသားစုဝင်တဦးအိမ်ကိုပြန်လာတာပဲပေါ့အဲ့ဒီအတွက်အမှတ်တရအရှိဆုံးဖြစ်နေတော့မှာပါကျမတို့အားလုံးကအခမ်းအနားနဲ့တောင်းတောင်းပြပြကြိုဆိုကြမှာပါသူ့ကိုကျမတို့အားလုံးညှို့နေကြပါတယ် ။ကျောင်းအုပ်ကြီးကဒေါ်အောင်ဆန်းစုကြည်အလာကိုမျှော်လင့်ချက်တွေနဲ့ဆောင်စားနေချိန်မှာအဲ့ဒီကောလိပ်ကမျိုးဆက်သစ်ကျောင်းသူလေးတွေအနေနဲ့ဒေါ်အောင်ဆန်းစုကြည်အပေါ်ဘယ်လိုသဘောထားမျိုးရှိတယ်လဲဆိုတာကိုလည်းမေးကြည့်ခဲ့ပါတယ်။ဒုတိယနေ့နိုင်ငံရေးသိပ္ပံကျောင်းသူလေးမနာလီကာဘော်ကိုဟန်ကတော့ဒေါ်အောင်ဆန်းစုကြည်အနေနဲ့သူ့တိုင်းပြည်အတွက်လှုပ်ဆောင်ခဲ့တာတွေအပေါ်အရန်ကိုလေးစားကြည်ညိုမိပါတယ်လို့ပြောပါတယ်။သူခင်ဝင်ကင်ဆာယောဂါနဲ့မဆုံးခင်မှာမိသားစုနဲ့တိုင်းပြည်ကြားသူဟာအင်မတန်ဆုံးဖြတ်ရခက်တဲ့ကိစ္စရဲ့အတိုင်းမှာတိုင်းပြည်အတွက်ဦးစားပေးဆုံးဖြတ်နိုင်ခဲ့သူဖြစ်တယ်လို့ပြောပါတယ်။ကျောင်းရင်ချင်းမှာကင်းဝေးရေးဆိုတဲ့သူ့ရဲ့မိန့်ခွန်းပြောကြားချက်တွေအပေါ်လေးစားကြောင်းနဲ့နိုဘယ်ငြိမ်းချမ်းရေးဆုရတော့လဲဆုငွေတွေကိုမြန်မာကျောင်းသားတွေအတွက်ပညာရေးရန်ပုံငွေတစ်ခုထူထောင်ပေးခဲ့တာဟာကျမတို့အားလုံးအတွက်အတူယူစရာအကောင်းဆုံးဥပမာတစ်ခုပါပဲလို့ပြောပြသွားပါတယ်။ So I think that's a really good example for all of us. ကျောင်းဆောင်တွေရဲ့အပြင်ဘက်မှာကျောင်းသူတွေအပန်းဖြေနားနေတဲ့မြက်ခင်းအရောက်မှာတော့ဂျာနယ်လစ်စင်ပညာကိုလေ့လာနေတဲ့တတိယနှစ်ကျောင်းသူလေးနိုင်နာဂျက်တလီယာကလည်းဒေါ်ဆန်းစုကြည်ကျမတို့ကျောင်းကိုလာမဲ့ကိစ္စဟာအရန်ကိုပျော်ရွှင်စိတ်လှုပ်ရှားစရာကောင်းပါတယ်တဲ့အားလုံးလည်းသူ့ကိုတွေ့ချင်မြင်ရင်းနေကြပါတယ်သူနဲ့တွေ့ရင်အခုလိုခိုင်မာတဲ့စိတ်ဓာတ်တွေဘယ်လိုရခဲ့တယ်သူ့ရဲ့အနာဂတ်အမြင်တွေကဘယ်လိုရှိသလဲဆိုတာမေးမြန်းပြီးသူ့ရဲ့ဆွမ်းဆွမ်းတမန်လှုပ်ဆောင်နိုင်ခဲ့တဲ့အောင်မြင်မှုတွေအတွက်ဂုဏ်ယူပါကြောင်းပြောကြားမယ်လို့စိတ်ကူးထားကြောင်းကိုလည်းပြောကြားသွားခဲ့ပါတယ် So I think that's a really good example for all of us. ကဲဒါတွေကတော့လက်ရှိ Leadership College ကျောင်းအုပ်ကြီးနဲ့ခုလက်ရှိအခြေအနေမှာ Leadership College မှာပညာသင်ကြားနေတဲ့မျိုးဆက်သစ်ကျောင်းသူလေးတွေကိုဒေါ်ဆန်းစုကြည်နဲ့ပတ်သက်တဲ့သူတို့ရဲ့အမြင်တွေကိုမေးမြန်းခဲ့တာဖြစ်ပါတယ်သူတို့မျှော်လင့်နေတဲ့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်ဆန်းစုကြည်ဟာမကြခင်မှာ
နယူးဒေလီမြို့ကိုသူတို့မျှော်လင့်သလိုရောက်ရှိလာတော့မှာဖြစ်ပါတယ်ခင်ဗျာ